Hello ဒီမှာတော့အားလုံးမင်္ဂလာပါရှင်ဒီမှာတော့တကူနဲ့မပြောပါအောင်လို့ဆက်လို့ရရင်ဒီလေးကိုပြတ်ပြီးတော့မှဖြစ်ပါတယ်ပထမဦးဆုံးငါပြောသီးလေးကိုပေါ့နော်ငပြောသီးအသိမမဲ့သေးဘူးလေပေါ့နော်အဲ့ဒါလေးကိုနည်းနည်းမဲတဲ့ထိခွန်မဲတဲ့ထိကိုထပ်ပြီးတော့ပြုတ်ပေးသွားပါမယ်ခွန်မဲတဲ့ထိပြုတ်ပေးသွားပြီဆိုလို့ရှိရင်တော့ဒါလေးကိုဆယ်လိုက်မယ်ပေါ့နော်ဆယ်ပြီးသွားလို့ရှိရင်တော့ဒါလေးကိုရင်နွေးပလက်ဖြုတ်ပြီးတော့ရင်နွေးလေးတွေကိုထည့်ပါမယ်ကွေးကောင်းနှစ်ထုပ်စာလောက်ပေါ့နော်ကွေးကောင်းနှစ်ထုပ်စာလောက်ထည့်ဝိုင်းတော့ကွေးကောင်းလေးထည့်ပါမယ်ကွေးကောင်းလေးထည့်ဝိုင်းတော့ငါပြောသေးကိုခုန်ခွာလိုက်ပါမယ်ငါပြောသေးကိုခုန်ခွာပြီးသွားပြီဆိုလို့ရှိရင်တော့ကွေးကောင်းတွေကိုကွေးကောင်းနဲ့ထည့်လိုက်မယ်ပေါ့နော်တကြားအချိုကြိုက်တော့အချိုတကြားထည့်ပါအချိုမကြိုက်တော့တကြားမထည့်ပါနဲ့ခုတည်းဒီဗီဒီယိုထဲမှာကြားတော့ပေါ့နော်ဒီတဲ့အချိုကြိုက်တယ်ဆိုလို့တစွန်းထည့်လာပါပဲပြီးရင်တော့ဒီဥစ္စာလေးကို2မိနစ်ခန့်လောက်မွေပေးထားပါမယ်ဒီလိုလေးဖြစ်ပြီးဆိုလို့ရှိရင်တော့အပေါ်မှာဖလေးတင်ပြီးဆိုတော့ငပြောသီးလေးတွေစနခုန်ခွာပြီးသားငပြောသီးလေးတွေကိုထည့်ပြီးတော့မွေလိုက်ပါမယ်မွေတော့တိတ်တာကြီးကြမ်းတမ်းမမွေပါနဲ့လိုတကြနေငပြောသီးလေးကြည်သွားမှာဆိုလို့ပါအဲဆိုရင်လည်းလူလေးလုပ်ပြီးသွားရဆိုရင်တော့ဖုံးလေးကိုအုပ်ထားပါမယ်ဖုံးလေးကိုအုပ်ပြီးသွားရင်ဆိုတော့လူလေးပွက်စတင်ပွက်ပါပြီအမြုပ်လေးစတင်ထွက်လာပြီပေါ့နော်ဒီမှာအမြုပ်ကလေးစတင်ထွက်လာပါပြီပြီးလို့ရှိရင်တော့အမြုပ်ကလေးတွေပေါ့နော်ပျောက်သွားပြီဆိုတဲ့အထိနှုတ်ထားပါမယ်မြက်ကလေးပျောက်သွားရင်ဒီလိုနေထားလေးဖြစ်သွားပြီဆိုရင်တော့ရပါပြီပြီးရင်တော့ကွက်ကောက်လေးပေါ်ကနေပြီးတော့ဖြူပြီးတော့စားလိုက်ပါမယ်ကဲပါဒါဆိုလို့ရှိရင်တော့ရပါပြီဘိုင်ဘိုင်